ကျဲမိခင်အေယော်ရီရဲ့ကျဲတဲ့ပွင့်ထပ်မံကျွေလွင်းရပြန်လေပြီနှွေဦးတော်လှန်ရင်ခီးချမ်းမှာမင်းရဲ့ပိဆက်အနစ်နာခံမှုတွေအသက်ကိုမငဲ့ကွယ်တော်လှန်ပိဆက်ခဲ့မှုတွေကိုငါတို့ရဲဘော်တွေအားလုံးမင်းကိုဂုဏ်ယူစွာအလေးပြုပါတယ်တေသူအတွက်ရှင်သူတွေကွဲကြည်ရတယ်လို့ရှင်သူအတွက်ကောတေသူတွေစိတ်မချဖြစ်နေမလားငြိမ်းချမ်းစွာအနားယူပါတော့ရဲဘော်ကြီးမပြီးပြတ်သေးတဲ့တော်လှန်ရေးမှာအာဏာရှင်စနစ်ပြတ်သုံးတဲ့အထိငါတို့အသက်ငါတို့ခန္ဓာကိုစွန့်ရဲရဲဝံ့ဝံ့ဆက်ချီတက်ပြီးမင်းအတွက်သွေးကြွေးငါတို့ဆက်ပေးမယ်တစ်ချိန်မှာအေယော်ရီအကြောင်းပြောကြတဲ့အခါမင်းရေးခဲ့တဲ့သမားမင်းစိုက်ခဲ့တဲ့ပန်းဟာမင်းအကြောင်းပြောပြီးလိပ်ပြလုံးစွာပွင့်လန်းကြလိုက်အောင်မယ်ပေတရာဘောကသွေးကြွေးတွေအတွက်ဆွေသဟအဖော်တွေမှာဆွေးနွေးစရာမရှိဘူး။နှွေးအခါတော်မှာအခွန်လွတ်ရှာတဲ့ဝင်ကစွတ်လိုကောင်းနေလွတ်အောင်သာပြေးရေးတော်ပုံအောင်ရမည်အာနာရှင်စနစ်ဆုံးကြဆုံးရမည်ကြပြရေးသူကိုစောကြီးဖြစ်ပြီးကြပြရုပ်ဖတ်သူကတော့ကျွန်တော်စနကဖြစ်ပါတယ်